လာပါသူကဘုကဆော့ပြနဲ့ပြောနေရမတွေပေါ့နော်အခုဆော့ပြမလို့ပါသူကဘုကအပိုက်ကကြတော့ပြောချင်တော့မိသားစုအပိုင်းတစ်ပါနော်မဆော့ပြတော့ဘူးလားမဆော့ပြတော့ဘူးလားပြောနေရမတွေရှိရတဲ့ဆော့ပြပေးပါမယ်နော်အခုတော့ဆော့ပြပါမယ်စားလိုက်ကြရအောင်ညီမလေးရောက်ရောက်သွားပြီလည်းမသိပါဘူးဒီညီမလေးကတော့ဘယ်မှမသွားပါဘူးမမရဲ့ဈေးလေးပတ်လျှောက်ကြည့်ဘာရခဲ့တယ်ဘာမှလည်းမရခဲ့ပါဘူးမမရဲ့အေးတော်နင်းပြောလိုက်ရှာနေဟုတ်ထဲရလိုက်ပါဒီနေ့မမေပြောခရီးသွားမယ်ဘာလို့အိမ်တော့မမတော့ပြောရအောင်မယ်မမကြီးဆောင်ရင်မမကြီးဆောင်မမလက်ဆောင်ရင်မမလက်ဆောင်မမေကဟိုဒီဘက်ကပြောရတယ်ဘာလဲဖွားဖွားတော့အိမ်ကိုလည်းသွားမယ်လေအဲ့လားအငယ်မထားတော့မမကြီးမမေကပြောတယ်နောက်နေ့ကျဖွားဖွားတော့အိမ်သွားလက်မယ်တဲ့အေးညီမလေးနှိုးလိုက်မယ်နော်ဟုတ်ညီမလေးထားဘာဖြစ်လို့လဲမမေကပြောတယ်ဒီနေ့ကဖွားတော့အိမ်ကိုသွားမယ်လေအဲ့တက်လက်ကြမယ်တဲ့ဖွားတော့အိမ်မှာလေးရဲ့တဲ့အိမ်ကြမယ်ဟာမပြောသေးပြစရိုက်အဲ့ဒါညီမလေးအင်းကြီးထည့်လိုက်မယ်နော်အင်တူနဲ့တူထည့်ကြနော်ဟုတ်ကဲ့မမေတို့တော့ဘာဖြစ်မလဲကဲအင်းကြီးတူပဲထည့်လိုက်တော့နော်ဘာလို့အင်တာမဆိုတော့တဲ့ရလည်းမထည့်ဘာလို့လဲအရာအေးရတော့ရှားရတယ်ပြန်အေးလိုက်ရှားတီကိုအဲ့ကြောင့်ငါလေးဒီမှာထည့်3ရက်လာညီမလေးဟုတ်တယ်မမ3ရက်အငယ်ဟိုဒါဒီနေ့ကတော့အငယ်ဆုံးမို့ဒါသူ့ကိုဝင်မွေးရမို့ဘိတ်ဒါတော့ဘိတ်ဆုံးဒီနေ့ကတော့အမွာဘူး2ယောက်ဘိတ်ဆုံးမှမွေးရပါဒီ2ယောက်ကကြာသူ့ကိုဘိတ်ဆုံးမွေးတာသူကတော့အဲ့သူတို့2ယောက်မွေးမှသူမွေးရမှာပါသူတို့2ယောက်ဝင်မလိုက်တာနောက်မှသူ့ကိုဝင်လိုက်တာပါထဲအောင်ဒါပဲမမအပေါ်ဒီပါမေးတော့ဘူးအေးဟုတ်တယ်အပေါ်ဒီမိတော့တယ်ကျော်ဝအိတ်ချင်တော့မတော်ဘူးညီမလေးတန်ညီမလေး